ကျွန်တော်တို့ EC members တွေဟာဒီလိုပဲမနေကြပါဘူးဒါကြောင့်မလို့ကျွန်တော်တို့မြန်မာပြည်အတွက်ခရစ်တော်ဖြစ်ရမယ်ဆိုတဲ့သခြင်းကိုကျွန်တော်တို့ဆိုပါမယ်ဆိုဖို့အတွက်ပရိသတ်မျိုးအားလုံးထားပြီးတော့မြန်မာပြည်အတွက်ခရစ်တော်ဖြစ်ရမယ်ဆိုတဲ့သခြင်းကိုအတူတကွဆိုပြီးတဲ့အခါမှာဆရာကြီးလဖိုင်ဇော်လက်ကနေပြီးတော့ဆုတောင်းပေးပါမယ်